ke tinero why opportunity sore land mong kanida ma tokha te ne pam sitat ma gamu banya shop pyo wi mahala pitua matupi ma chai ta lo pitu sitat ka lo de chain ma le toro pyo thwe ye de kaung ni mo bu akhu ja ro len ne kai no ya to than yi kala ma toro lo de ha ro be akong long ma de so mya so pyo ni de lu ye pi ma nok ta kha tan phai ta khu pu pe me era ga ro chono wo ba le li lian sui name so de pa de ma bo kwa ba lo so tu pyo de saga yin na thong me to cha chono ti ma ti ha ma america ma ngwe che sa ni de kaung ba lo lok de america ma le a ti ni dollar si tet de hwa si de tu mya ngwe po ma tu wa thaming sa de kaung tu mya ngwe lhwe ma tu si ma ngwe lhwe ma khala tu wa le a mya ason le sa ni de ha ma boအဲ့တော့ land မောင်ဟာကိုကျွန်တော်အရင်ကျွန်တော်တို့ပြောရအောင်ပေါ့သူရေးတဲ့ဟာပေါ့မိဘပြည်သူတွေကိုစော်ကားသူလူရိုက်မောင်လှတဲ့ကျွန်တော်ပြောတာမတူပြည်မြို့နယ်မှာမိဘပြည်သူများကိုတဲ့ CPA CPU မတရားမဝန်ဆက်ဆံလို့ပြည်သူများမှာဆန္ဒဖော်ထုတ်တာကိုထောင်ပြောင်ပြည်သူကိုစော်ကားနေတဲ့လူအခွင့်အရေးချိုးဖောက်နေတဲ့လက်နက်ကင်အဖွဲကိုတဲ့ထောက်ခံအားပေးသူဒုက္ခတဲ့ဖြစ်ကိုရီးယားနိုင်ငံရောက်သည့်ဒိုင်းလူမျိုးမောင်လှအားကိုရီးယားအစိုးရထံအမြန်ဆုံးအကြောင်းကြားပြီးမြန်မာပြည်ပြန်ပို့ထိအထိလှုပ်ဆောင်သွားမည်ဟုတ်အဖွဲအစည်းတစ်ခုမှ VOU တို့ပြောလာပါပြီတဲ့ VOU ဆိုတာမဲအမေစောက်ပတ်ကိုပြောတာလားမဲ why of unity ဆိုတဲ့အတိတ်ပဲရောခမရောကိုယ်တိုင်နားမလဲဘူးလားခမအခုလုံနေတဲ့အရာကဘာမှန်တရားရှိလို့တော့လဲမောင်မရှက်ဘူးလားမင်းကလူကြီးဖြစ်ပြီးမှမရှက်ဘူးလားဟမ်ပြောင်းလင်းပြောင်းစားကြုံလဲမောင်မရှက်ဘူးလား CNC လို့တဲ့ခမရတို့နေရမရဘူးဟိုဘက်ဒီဘက်နေရမရဘူးအခုလည်းနေရမရဘူးအဲ့ဒါကြောင့်မင်းကအိုးတဝေထိုးနေတာကြိုက်တလို့ရိုင်းချင်တလို့ရိုင်းနေတာမင်းလို့ဦးနောက်မရှိတဲ့ကောင်တွေရမြာကွာရာဆဆကွာမိဘပြည်သူကဆန္ဒပြတယ်လဲမောင်မင်းပြောတော့အရင်ကကျွန်တော်အဲ့ဒါချင်းချင်းပြောခဲ့ဘူးအရင်တော့မင်းပြောတော့မင်းကဥပရိယေယာမှာကနေဒါနိုင်ငံမှာလုံးတယ်ဆိုကနေဒါနိုင်ငံမှာလမ်းပေါ်မှာပက်တူရဲ့ကွန်ပျူတာမရှိဘဲနဲ့ဆန္ဒပြရင်ဖမ်းပန်ခွင့်ရှိတယ်ကိုရီးယားဂျပန်တိုးတက်စင်ကာပူကစားခမရရှိအိုချင်တိုင်းအော်လို့မရဘူးကွာမင်းတိလားမြန်မာပြည်မဟုတ်ဘူးမင်းမဲ့တဲ့နိုင်ငံဥပရိမဲ့တဲ့နိုင်ငံတွေမဟုတ်ဘူးအမေရိကမှာလည်းအော်ချင်တိုင်းအော်လို့မရဘူးဆန္ဒပြမယ်ဆိုရင်တော့မှဒီနေ့ဆန္ဒပြဖို့လုပ်ဖို့ဆိုတာသူတို့ကထောက်ခံစာယူတယ်ကွန်ပျူတာယူရတယ်မင်းမတူပီဖက်ကဖြစ်နေတဲ့ဟာတွေကချင်းလန်းခေါင်စီကမြောက်ပေးလို့လုတ်တဲ့ဟာကြီးကပြည်သူတွေကိုမေကိုပြန်လို့ပါလားလဲမောင်မင်းနောက်တရားဆွဲမယ်ဆိုပြီးမှပြောကြတယ်လာဆွဲစောက်မယ်လာမဆွဲလို့ကတော့ဘာမှုနဲ့ဆွဲမလဲဘယ်လိုဆွဲမလဲမင်းတို့လောကောင်ကွာနိုင်ငံရေးပါလုတ်တယ်ဒီလိုလူတွေက CNC မှာကိုတော့ဦးဆောင်ချင်သေးကြတယ်ဘယ်လိုဦးနောက်နဲ့ဒီလိုစာရေးတယ်လဲကွာမင်းကျွန်တော်ဓာတ်ပုံတွေအများကြီးတင်ထားတယ်ငါချောတယ်မဟုတ်လားမင်းနဲ့တော့မတူဘူးလေငါပြောင်ကြီးရဲ့နောက်တစ်ခုဒီပုံနဲ့ပုံတင်ထားတယ်ဒီလန်မောင်ရဲ့ဒီလီယန်ဆွီနီယမ်ဆိုတဲ့ဟာပေါ့နော်ညာသူကကျွန်တော်ပုံနဲ့တင်ပြီးမှဟိုမှာသူကမွေးကလေးနဲ့လာဦးမပါလာဘူးတဲ့အော်ငါ့အဲ့မှာသူရေးထားတဲ့ဟာတွေခင်ဗျားတို့တွေ့မှာပါကျွန်တော်လာဦးမပါလေလာခဲ့လိုက်မင်းကိုယ်တိုင်လဲလာမင်းသားသမီးရှိခေါ်လာခဲ့အကုန်လုံးကျွန်တော်မင်းကလေးမှန်တယ်မြငါလာဦးရှိမရှိစမ်းလို့ရတယ်တခါတည်းနဲ့မချဘူးအားလုံးကိုဝန်ဆောင်စေရမယ်မင်းမသားကြီးဖြစ်ပြီးမှတက်ကလည်းကြီးနေပြီပြီးတော့
tu mya paisan po ma thamin za re ko dinia dollar si tet de pe tu paisan po ma le amale era khamya ne khamya pa thin ni de le cho ma tin ne ko akwa ne ko lo pi ma sa ba la tu mya paisan pa lu po ma le so re lan jong we lai sha ni de ha ma chono ba ma ma pyo ni le ma sa la po de atan phai phut pi ma kana le no ဟဲ့ကောင်နေပါကောင်းလဲပြည်သူတွေကဆန္ဒကိုထုတ်ပေါ်ခွင့်ရှိတယ်ပြည်သူဆန္ဒကကောင်းနေဖြစ်စေမကောင်းနေဖြစ်စေမှန်နေဖြစ်စေမမှန်နေဖြစ်စေနင်ဒီလိုလှောင်ပြောင်းလာနင့်ကိုနေအရာဟုတ်လာပြီထင်နေလား online မှာပဲလိုက်ပြီးတော့တောင်းကြနေတာနင့်အမေစောက်စီအားကိုပြီးတော့မှဒီလိုနေက online မှာလိုက်ပြီးတောင်းကြနေရလား chi le bi tu ro ya ငါလည်းပြည်သူပဲလေဒါဆိုပြည်သူတွေဆန္ဒပြတယ်ငါလည်းပြည်သူတယောက်အနေနဲ့ထောင်ချင်ထောင်လို့ရတယ်လေသူတို့လည်းမကြိုက်တဲ့အရာကိုလုပ်နေတာပဲငါလည်းမကြိုက်တဲ့အရာကိုထောင်ချင်ထောင်မယ်လေသူပြောတယ်လို့ငါခွင့်ရေးပဲနောက်တစ်ခု စစ်တပ်စခန်းချလို့နင်တို့ကစခန်းလိုက်ချရမှာလားပြည်သူတွေမကြိုက်ဘူးဆိုလို့ရှိရင်မကြိုက်တဲ့အတိုင်းသူတို့ရဲ့သဘောထားကိုကြည့်ပြီးတော့လုပ်လေပြီးနင်တို့ကမြောက်လိုက်ကိုပုံကန်တယ်ဒေါ်လှန်တယ်ဆိုပြီးတော့မှမြောက်လိုက်ချေရနင်းပြီးတော့မှမြောက်လိုက်လုတ်တဲ့အတိုင်းလန်းလုတ်နေတာစစ်တပ်ကိုမောင်းထုံးမဲ့စစ်တပ်ကိုမကြိုက်လို့ဒေါ်လှန်နေပါလေဆိုမှစစ်တပ်လုတ်တဲ့အတိုင်းအာဏာရှင်စနစ်တွေကိုတုံးပြီးတော့အာဏာနဲ့ပြည်သူတွေကြားထဲမှာပြည်သူကိုဒုက္ခလိုက်ပေးနေတာနင်တို့လုတ်ရက်ကိုတိတ်ဟုတ်လာတယ်ထင်နေလို့လားအဲ့ဒီဂရေနဲ့ဒီလူအမေရိကမှာနေတယ်အဲ့ဘငွေချီငွေသူများငွေပို့လာမှာဘယ်လိုသူများငွေပို့မှာငါအမျက်အစွန်းလေးရမလဲဆိုတော့ပဲတွေးတာအာနာရှင်မင်းအောင်လှိုင်းလို့အာနာရှင်ရဲ့အာနာတာပါဝါတာကျွန်တော်တို့သုံးမယ်ဆိုအဲ့ဆန္ဒပြတဲ့လူတွေပြရဲပါမလားအကုန်လုံးဖမ်းမှာပေါ့တပ်ပြင်းမှာပေါ့ဟဲ့အများကြီးမပြောဘူးနော်ဗီဒီယိုက10 minute လောက်ပဲပြောမှာဆိုတော့အဲ့မှာကျွန်တော်အတန်ဖိုင်လဲကျွန်တော်ပြန်ဖွင့်ပေးမယ်အနာရှိတော့လဲစပြည့်ဖြစ်သွားတာပေါ့ဟာလားစတ်မှာပေါ့ငါတို့ရီမတူပီတိုင်ပွဲရုံးကလည်းမင်းတို့ဖက်ကလူတွေရပဲပေါင်းပြီးမှငါတို့လူတွေတတ်နေတော့မှာပါလေအဲ့ဒါမင်းတို့နာနေရလားမင်းတို့စောက်ချစ်မင်းတို့ပြန်စင်းစားတယ်မင်းတို့ချိုက်တယ်လို့ဆန္ဒပြအလကားပဲနောက်တစ်ခုသူအတန်ဖိုင်အဲ့ဒီကိစ္စတွေငါမပြောငါ CB လည်းမဟုတ်ဘူး CC လည်းမဟုတ်ဘူးဘယ်သူမှမကြိုက်လို့ငါဘယ်သူမှဘယ်သူမှမကြိုက်လို့ဘယ်သူမှစစ်တပ်ပဲကြိုက်တာပေါ့ CB လည်းမကြိုက်ဘူး CC လည်းမကြိုက်ဘူးဆိုလို့ရှိရင်မင်းကအလကားဖြစ်သွားပြီအမပြောဒါပေမဲ့ပြည်သူတွေဘယ်သူမှပဲဆန္ဒပေါ်ထုတ်ပြည်သူဆိုပြီးမဟာလားပြည်သူကအခုပြည်သူပြောတိုင်းကပြည်သူကဒီလူကိုကြိုက်တယ်လို့ခိုင်းလို့ရမယ်ဆိုရင်မင်းအွန်လိုင်းအရင်ခိုင်းမင်းအွန်လိုင်းခင်ဗျားတို့ခိုင်းနိုင်ပြီဆိုတီတော်လှန်ရေးသမားတွေရောလွယ်နဲ့ခိုင်းလို့ရတယ်ကျွန်တော်ဘာလုပ်နေတယ်လဲအခုကဘာကာလာလဲလက်နဲ့ကိုင်ကပြည်သူမထင်ချောင်းရင်ပြည်သူတွေကြိုက်တယ်လို့နေတာလက်နဲ့ကိုင်တွေတဲ့အဲ့နားမှာမိုင်းရှိနိုင်တယ်အဲ့နားမှာတီလိုရှိတယ်ဘုံကိုချင်းတီလိုလေးရင်လိုက်တီလိုလက်နဲ့ကိုင်တွေရတာဒီတရိပေးချမပေးပြည်သူတွေပါဆောက်စင်မှတီးတာမဟုတ်ဘူးနားလေလားတော်လှန်ရေးကာလမှာပြည်သူတွေအခုခမရမိုင်းဘလို့ရှင်းမလဲတွားမေးလိုက်မသိဘူးပြည်သူတပေါ်ထားကိုအမြဲတမ်းလိုက်လို့မရဘူးတော်လှန်ရေးမှာစောင်းတော့မရှိတဲ့မင်းမသားအပေါ်မှာကျွန်တော်ပြောတယ်မင်းမေစောက်စီတယ်ဘာညာပေါ့လာပြောတယ်အခုအပေါ်မှာပုံတော့မှသူ့စောက်စီကိုသူကြည့်နေတာလားတော့မသိဘူးမိမသားကြီးကွာသူလည်းမိန်းကလေးကွာအဲ့ဒါကိုလာပြောပြီးမှငါ့ကိုမေစောက်စီလာပြောနေတယ်အဲ့ဒါကျွန်တော်လည်းပြန်ပြောလိုက်တာပေါ့လာပြီးမှငါ့ကိုမေစောက်စီလာပြောမင်းစောက်စီပဲမင်းလှန်ကြည့်လိုက်ကျွန်တော်လည်းပြောလိုက်တယ်လေငါအမေစောက်စီလာပြောတော့မင်းစောက်စီပဲလှန်ကြည့်လိုက်လို့ဟုတ်တယ်လေမိမသားချင်းကွာငါဗီဒီယိုလုပ်တဲ့အထဲမှာဘယ်ရွာနာမည်တော့မတုံးထားဘူးကျွန်တော်